Hi, alo mingla ba chano di ka ye di ka wiper man tau de ha ba man si de ha tui motor ye relay u chano le me relay a relay a hong a kong ti de da me ta kha le mu yaw de chain ko me ma dia ni tu ခလုတ်ပိတ်ပေးမဲ့သူကအလုတ်ဆက်လုတ်သေးတယ်တခါလေအဲ့လိုမျိုးအဲ့ဒါအတွက်နဲ့ကျွန်တော်အပြစ်ရှာတယ်the wiper ကတော့ဒီလိုပုံစံပဲမာဒီလိုဟိုဘက်ကမာတော့သိမတွေ့ရဘူးသူကမော်တာဒီလိုပဲမန်တုတ်တဲ့ဟာဒီမှာတစ်ခုရှိတယ်အဲ့ဒီဟာသွားတယ်နောက်ဒီမှာမန်တုတ်တဲ့ဟာတစ်ခုဟိုဘက်ကအဲ့ဒီဟာသူကဒီဘက်ကလည်းမီးလာတဲ့ဟာမီးထိန်တဲ့ဟာပေါ့မီးထိန်တဲ့ဟာကမီထိန်တဲ့ဟာက fuse လည်းရှိတယ်နောက် relay လည်းရှိတယ်relay ကတော့သူကခလုတ်နဲ့စင်ပုံစံသဘောမျိုးပဲrelay ရဲ့ပြဿနာတခါလေကျွန်တော်relay ကိုလဲမယ်ဆိုရင်သူဒီ owner's manual စာအုပ်ထဲမှာတော့ဒီကောင်းတယ်ဒါမှမဟုတ် Google ထဲမှာလား Google ထဲမှာတခါလေကားတူပြီးမဲ့တာရီရှာရစမပြေတခါလေသူကားထဲမှာပါလာတဲ့ menu စာအုပ်ဒီဟာတော့ပူပြီးတိချတယ်ပူပြီးကောင်းတယ်ဒီမှာ fuse ဆိုတဲ့ကောင်းစင်ထဲမှာပါတာ fuse ဆိုတဲ့ကောင်းစင်ထဲမှာ relay လည်းပါတယ်ဒီမှာဆမ်းလာ312ကဒီထဲမှာသူကနံပါတ်ရှိတယ်relay လည်းမဆိုရင်ဒီမှာသူနံပါတ် fuse ဆိုတဲ့နံပါတ်ရှိတယ်နံပါတ်ဘာကဒီပဲတင်းနေတုံးလေးလို့မျိုးလာတယ်အဲ့ရနဲ့တော့နံပါတ်ဒီမှာတော့သူက62တဲ့ဒီမှာ62က wiper motor relay relay ကဒီအဲ့ဒီဟာကျွန်တော်ဒီဟာလက်မယ်ဒီဟာကကောင်းသေးတယ်ဒါပေမဲ့တခါလေးနည်းနည်းဟိုဟာဖြစ်တယ်မလိုအပ်ပဲနဲ့သူကလာတတ်တယ်အဲ့လိုမျိုးသူကဒီသူ့ရဲ့ပြဿနာကဘာလဲဆိုရင်ဒီမှာသူ့နံပါတ်ရှိတယ်ကျွန်တော်အခုဒီမှာwiperရဲ့ relay ကဒီဘက်ကသူကနံပါတ်သူကနံပါတ်နဲ့တတ်မှတ်ထားတာရှိတယ်နံပါတ်30ရဲ့39ရဲ့86 85တော့85နဲ့86မှာမီးလာတယ်ဒါပေမဲ့30မှာလည်းမီးလာတယ်ဒါပေမဲ့86နဲ့85မှာမီးလာတဲ့ဟာအဖိုးနဲ့အမဘက်ထရီအဖိုးနဲ့အမလာတဲ့ဟာကိုဒီအထက်မှာသူက coin တိတိလေးရှိတယ်မီးအလုတ်တဲ့ချိန်အဲ့ဒီ coin တိတိလေးနဲ့တန်ပြားကကတ်သွားတာကတ်ပြီးမှသူကဘက်ထရီအားသွားတယ်ဘက်ထရီအားသွားပြီးတော့သူwiper ဒီဘက်ကိုသူကဒီခလုတ်ဘက်လာတယ်ဒီခလုတ်ဘက်လာပြီးတော့ကျွန်တော်တို့ဒီမှာခလုတ်ဖွင့်တဲ့အချိန်မှာသူကအဲ့ဒီ wiper ဘက်ကိုဆက်သွားတယ်အခုကျွန်တော်ဒီမှာနံပါတ်ကျွန်တော်ပြမယ်အခုဒီမှာကျွန်တော်နံပါတ်ကဒီမှာတွေ့ရလားဆိုတော့ဒီမှာနံပါတ်ကဒီမှာ1 2 3 4ဆိုပြီးလာတယ်နောက်ဒီမှာသူဒီအဖုံးကဟာဒီက fuse နဲ့ relay ဒီဟာရှိတဲ့အတိုင်းပဲသူပြတယ်ဒီဘက်ကဟာ1 2 3 4နောက်ဒီဘက်ကနံပါတ်တွေကဒီ relay fuse အဲ့ဒါကြီးပဲအခုဒီမှာ62ဆိုတာ62မြင်လား62ကဒီမှာ62က wiper motor relay တဲ့အဲ့ဒီဟာကိုကျွန်တော်ဒီမှာ62သူကဒီကရှိတဲ့အတိုင်းပဲဒီမှာတော့ empty တယ်မှာဒါမသုံးရဘူးနောက်ဒီမှာ40နောက်ဒီမှာ62နောက်ဒီမှာ85ဒီနံပါတ်တွေသူအလုပ်လုပ်တဲ့ fuse နံပါတ်တွေပေါ့အဲ့ဒါကျွန်တော်ဒီအခုဒီ62ဒီဟာကိုကျွန်တော်ဒီဟာကိုထုတ်မယ်ဟုတ်ပြီအခုကျွန်တော်ဒီမှာrelay 62ကိုကျွန်တော်လုပ်မယ်ဟုတ်ပြီဒီဟာအဲ့ဒါသူက OEM ဒီပစ္စည်းကသူက OEM မဟုတ်ဘူးOEM ကသူဒီကားအတွက်တီးတန်းသူ
ဒီကားအတွက်သူတိတက်လုတ်ပြီးထားတယ်ဒီကားမှာပဲတုံးမှုအဲ့လိုမျိုးဒီဟာကတော့ကျွန်တော်ဒီဟာက aftermarket ကတော့ဘယ်ကားပစ္စည်းဆိုင်မှာပဲဝယ်ဘယ်မှာပဲသွားဝယ်သူကဒီသူလုတ်ထားတဲ့ပုံစံလက်တူမယ်သူသူရဲ့ rating ပေါ့သူတတ်မှတ်ထားတဲ့ဟာရောခြေတော့ပုံစံတွေကတူမယ်ဆိုရင်သုံးလို့ရတယ်အဲ့ဒီဟာက aftermarket အခုဒီကျွန်တော်ဒီအဟောင်းက OEM အဲ့ဒီဟာဝယ်ထားတဲ့ဒီအဟောင်းကဟာကျွန်တော်ထုံမယ်အခုဒီဟာ aftermarket ကျွန်တော်အဲ့ဒါထည့်မယ်ဒီမှာဘယ်လိုထည့်လဲဆိုတော့လိုပဲထည့်ဟုတ်ပြီဆိုရင်ဒီဟာ OEM ကကျွန်တော်သိမ်းမယ်သူကအလုပ်လုပ်သေးတယ်တကယ်လို့လိုအပ်တယ်တုံးလို့ရတယ်ဒီ60နေဟုတ်ပြီအခုပြေးလိုက်တော့မယ်